ကဘာပေါ်မှာရွှေတွေအများဆုံးနဲ့တိစောက်ထားတဲ့နေရာကဘယ်မှာရှိမယ်လို့ထင်တယ်လဲဗျဒူဘိုင်းကနန်တော်ရီလားဒါမှမဟုတ်အမေရိကန်ကရွှေတိုက်ကြီးတွေလားအဖြေကတော့ဒါတွေတခုမှမဟုတ်ဘူးအဲ့ဒါကမြန်မာနိုင်ငံကရွှေတကုံစီတော်ကြီးပါဒါပေမဲ့ဒီဝင်းပနေတဲ့ရွှေရောင်တွေရဲ့အောက်မှာဘယ်သူမှမမြင်ဘူးတဲ့လှုပ်ဝက်ချက်တွေရှိနေတယ်ဆိုတော့သိရလားဗျာအမှန်တိုင်းပြောရင်ဒီစီဒီကြီးကိုစတင်ဖို့လှုပ်ကြတဲ့ကူကထူးဆန်းတာတွေအများကြီးဖြစ်ခဲ့ဘူးတယ်အစမ်းဆုံးကတော့စီဒီထဲမှာထည့်ပြီးပူဇော်ဖို့ဆိုပြီးဖះရှင်စီကနေပင့်ဆောင်လာတဲ့စံတော်ရှိစုကတဲလာတဲ့လန်ခီမှာပဲပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ဘူးတာပဲဗျနောက်ထပ်ထူးခြားတာကအဲ့ဒီစံတော်တွေကိုယူသွားတဲ့သူတွေကပါမန်လူတွေလုံးဝမဟုတ်ဘဲနဲ့ငကားမင်းတွေဖြစ်နေတာပါဒါရင်မဲလားဆိုတော့မဟုတ်သေးဘူးဒီလိုထူးဆန်းတဲ့အဖြစ်အပျက်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ရတယ်မဟုတ်ဘဲနဲ့တိတ်မဝေးတဲ့နှစ်100ကျော်တုန်းကလည်းထက်ပြီးအံ့ဩစရာတွေဖြစ်ခဲ့ဘူးသေးတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီဇေဒီတော်ကြီးရဲ့အင်္ဂါတောင်မှာကြားကြီးတကောင်ကိုယ်တိုင်တက်လာပြီးနေတဲ့အထိမမျော်လင့်ထားတာတွေဇက်တိုက်ဖြစ်ခဲ့ဘူးတယ်ဗျဒီဖြစ်ရတဲ့အားလုံးကရွှေတကုံဇေဒီတော်ကြီးရဲ့မြေရောက်အနှက်ကြီးတွေကလှုပ်ဝက်ချက်တွေနဲ့တခုခုမြန်ဆက်ဆက်နေမလားငကားတွေယူသွားတဲ့ဖះရှင်ရဲ့စံတော်တွေကရောဘယ်လိုနည်းနဲ့ပြန်ရောက်လာခဲ့တာလဲဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကကုန်းတဲ့ညီနောင်2ယောက်ဟာဖះရှင်စီကနေစံတော်ရှိစုကိုပင့်လာပြီးမြန်မာပြည်ကိုပြန်လာခဲ့ကြတယ်။ဒါပေမဲ့လန်ခီမှာကံမကောင်းရှင်တော့ကျွန်းပရင်တစ်ပါးကစံတော်2စုကိုယူထားလိုက်တယ်။ဒါရင်မကသေးဘူးဗျာ။နောက်ထပ်နဂါမင်းတစ်ပါးကလည်းလန်ခီမှာပဲစံတော်2စုကိုထပ်ပြီးယူသွားပြန်တယ်။ဒီလိုနဲ့ကုန်းတဲ့ညီနောင်မြန်မာပြည်ကိုပြန်ရောက်လာတဲ့အချိန်မှာဖះရှင်ပေးလိုက်တဲ့စံတော်8စုတွေက4စုပဲကျန်တော့တာပေါ့။အဲ့ဒီအချိန်မှာသူတို့လည်းစံတော်တွေကိုဆုံးရှုံးသွားတဲ့အတွက်တိတ်ကိုဝမ်းနေခဲ့တာပေါ့ဗျာ။အန်အိုးဖို့ကောင်းတာကဥက္ကလာပါမင်းကြီးကခုနကဖះရှင်စံတော်တွေထည့်ထားတဲ့တစ်တောက်ကိုဖွင့်လိုက်တဲ့အချိန်မှာတော့ပျောက်သွားတဲ့စံတော်4စုလုံးကအလိုလိုပြန်ရောက်လာပြီးတော့စံတော်8စုလုံးပြန်ဆုံသွားခဲ့တာပဲဗျ။အဲ့ဒီအချိန်မှာစံတော်တွေကလူတရက်စာလောက်ထိကောင်းကင်ဘုံကိုပြန်တက်သွားပြီးတော့တမျိုးလုံးလင်းထိန်တော့အောင်ဖះရှင်ရဲ့ရောင်ကြီးတော်တွေလွှတ်ခဲ့တယ်လို့ဆိုရယ်ဒီမှာဖះရဲ့ရောင်ကြီးတော်တွေဆိုတော့အစွမ်းကလည်းထက်တယ်ပေါ့ဗျာမျက်မမြင်တွေကမျက်စိပြန်မြင်လာပြီးတော့နားမကြားသူတွေကနားပြန်ကြားလာရတယ်လို့မြင်းကလေးတွေပါလှုပ်ခတ်သွားတယ်လို့တမိုင်းမှာပြောကြတယ်နောက်ထပ်ဒီစံတော်တွေကိုထားပနာဖို့နေရာရှာကြပြန်တယ်အဲ့ဒီခါထူးဆန်းတာတွေထပ်ဖြစ်လာသေးတယ်ဒါကိုရှင်းအောင်ကျွန်တော်ခုဆက်ပြောပြမယ်ဗျအခုရွှေတကုံစီဒီတည်ထားတဲ့တိန်ကုတ်တရကုန်းတော်ဟာဒီတိုင်းကုန်းမြင့်တစ်ခုမဟုတ်ဘဲနဲ့အရင်ကပွင့်ခဲ့တဲ့ဖះသုံးစုရဲ့အမွေအနှစ်တွေရှိနေတဲ့နေရာပါနမင်းကြီးတွေရဲ့လမ်းညွှန်မှုနဲ့မြေအောက်ကိုတူးကြည့်တဲ့အခါမှာတောင်ဝေးတော်ရေစစ်တော်နဲ့သင်္ကန်းတော်တို့ကိုအံ့ဩစရာကောင်းအောင်ရှာတွေ့ခဲ့တာမလို့ပါအဲ့ဒါကြောင့်ပဲရွှေတကုံစီတော်ကြီးကဂေါရမဖះရှင်ရဲ့စံတော်တွေမကပဲပွင့်ငယ်မှုတဲ့ဖះ၄စုလုံးရဲ့ဓာတ်တော်တွေစူးစီးနေတဲ့ကဘာမှာတဆူရဲသောအထွတ်မြတ်နေရာဖြစ်လာခဲ့တာပေါ့ဗျာဒီမှာလူတွေသိမ့်မသိကြသေးတာကအခုကျွန်တော်တို့ဖူးတွေ့နေရတဲ့ဇေဒီတော်ကြီးရဲ့ထိတ်ဆုံးမှာဘလောက်တန်ဖိုးရှိတဲ့ရတနာတွေရှိနေမလဲဆိုတာကိုသိရင်အခုကြည့်နေတဲ့သူကပိုပြီးအံ့ဩသွားပါလိမ့်မယ်စိန်မှုတော်ကြီးမှာတင်86ကာရက်ရှိတဲ့စိန်လုံးကြီးတစ်လုံးအပါအဝင်စိန်ပေါင်း4300ကျော်ရှိတယ်ဗျဒါရင်မကသေးပဲငှက်မြန်နာတော့နဲ့စက်တော်ဖူးဘော်ကကြောမြဲ